တော့စိုက်မစားလို့မကုန်တဲ့ဟာတွေကိုအိမ်ကိုပါဆယ်ထုတ်လာတာပါယူတော့အဲ့လိုထုတ်ဘူးလားဒီနေ့မစကခိုရောပတ်ရဲ့ပန်းချံရဲ့အရှိတက်မှာရှိတဲ့ထိုင်းဆိုင်လေးကိုခေါ်သွားမယ်ထိုင်းဆိုင်ကလေမြမယဉ်ကျေးမှုတွေနဲ့ပြည့်နှက်နေတဲ့ဆိုင်လေးတစ်ခုဖြစ်ပါတယ်အထဲမှာလေမသိလို့ရှိရင်မြန်မာဆိုင်ကိုရောက်နေသလိုပဲdecoration တွေလုပ်ထားတာအရန်လာတယ်ကိုကတော့အရန်ကြိုက်တယ်สวัสดีครับဒါကတော့ထိုင်းဆိုင်ဖြစ်ပါတယ်တုံရန် and then what do you want papaya one enough you don't want papaya Okay. Papaya Spicy. papaya spicy okay kalas thank you Thank you. ဒါတော့ Thai food ဆိုင်ကိုရောက်နေတာပါလာကျင်လာလို့ရပါတယ်ဒီပြည့်အလောက်ကနေ့လည်နေပြင်မှာအားရဆိုတော့လေနေ့လည်နေပြင်သွားတာဆိုင်ကတရေ6မှာကြောက်ရတယ်6ကတ်နေရပဲပေါ့နော်ဒါပေမဲ့ညဘက်ဆိုရင်တော့ဆိုင်ကကြိတ်တူလူကြပါတယ်ဒါကတော့တမတိထောက်မှာဒါကတော့3ရမ်းပါထိုင်းကိုရောက်ဖြစ်ကလေးရှင်3ရမ်းဟင်းချိုကမတောက်မဖြစ်တောက်ပါမယ်ဆိုတော့ဆွဲပါတော့မယ်ရတာအနံ့နဲ့တေကွာအရင်ကောင်းတော့ကြတော့ပစုံရှိမယ်စသားရှိမယ်ဒါကိုကြိုက်တဲ့အသားတွေကိုလုပ်ရတယ်ဒါကတော့ဆွဲဖို့အတွက်စောင့်နေတာပါဒါက2ယောက်သားတိုင်ပင်စရာမလိုဘူးပေါ့နော်ခေါင်းမဖော်တန်းစားနေတာပါအိမ်ကြီးကသူကလည်းသူတို့နိုင်ငံကကျတော့အဆက်ကစားတယ်လေနော်ကိုကလည်းအဆက်စားတယ်ဆိုတော့2ယောက်သားတိုင်ပင်စရာမလိုဆွဲနေတာစိတ်နေတာ2ယောက်သားဟိုဒီဘက်မှာကျတော့ကွာအိမ်ဒီမှာကျတော့သူတို့ကအဆက်မစားဘူးလေနော်မဆက်မစားတော့ကိုရမစားရအောင်ဒါမှကသူကအမတူကဘလို့ကြိုင်ရမလဲသူမကြိုက်တယ်လို့ထိုင်နေပတ်နေတာအဲ့ဒါကိုကတင်ပြသူကနေတော့ပါစက်တမစားလို့ကုန်နေ तू ကခက်လို့မရဘူးဖြစ်ရတယ်အမတူကိုင်မကိုင်နေမသိလို့အဲ့ဒါတင်နေတာတနားရီလောက်ကြာပါစက်တယ်ကိုမရဘူးသူနဲ့စားဖို့မတိုင်နေပတ်နေဆက်ကြပါဦးရှင်ဒါကတော့တင်မတီတောင်းလေးပါချင်းငံဆက်လေးကျမကတော့အသေးဆွဲပါတယ်အဲ့ဒါပြန်ဖိုက်ပါအောက်ပါခဲ့ကဲစားလို့တောက်လို့ပြီးပြီဆိုတော့ပတ်စံရှင်းပြီးတော့ပြန်လာတော့မယ်အမေဘယ်တက်နဲ့ပတ်စံရှင်းရလို့ရှင်လေပတ်စံမကုံတို့လို့ခံစားရတယ်တိလားနောက်လည်းကြောင်မစိတ်ပိုးပါတာလေစวัสดีค่ะအားလုံးထိုင်းစာကိုလိုက်ဖို့ဖိတ်ခေါ်ပါရှင်ထိုင်းစာကိုလာမယ်ဆိုရင်ကျမအိမ်နဲ့နီးနီးလေးမို့ကျမနဲ့လာတွေ့လို့ရပါတယ်ရှင် Thank you for watching bye ပုံလေးတွေကတော့ယူပတ်တာနာပါရှင်